တော့မင်းတို့ဟိုပြပကိုထွက်သွားတယ်ဒီကူမှာ905ထုတ်ထားတဲ့ပုံကိုယ်တွေပေါ့ကွာအဲ့တော့ကိုလိုက်ဘူးဟုတ်ဘူးလေအခုငါတို့905တွေရုပ်သိမ်းပြီးပြီ905ရဲ့ရုပ်သိမ်းပြီးဖြစ်တဲ့မင်းတို့ပြန်လာလို့ရပြီပြန်လာပြီးပြည်တွင်းမှာရှိတဲ့မဲတွေပေးလို့ရပြီအခုကအဖလေးပြောထားတယ်လေပြည်တွင်းပြန်လာပါဝက်ခင်းမှာကျူးစိုးရတယ်ဝက်ခင်းသူမြန်မာဝက်ကန်တူမြန်မာမဟုတ်ဝက်ကန်တူအင်းစိန်ဖြစ်သွားမှာဘယ်သူမှမလာဘူးကိုဘယ်သူမှမလာဘူးမခေါ်နဲ့ဩအဲ့ဒါပြောအဲ့ဒါကြောင့်ကျွန်တော်ပြောတာတော့ဟိုအဖလေးတို့ပြောဘလောက်ပြောအဖလေးတို့စောက်ဘက်ကိုဘယ်သူမှမလုပ်ဘူးသူ့စကားယုံစရာရှိလို့လားအဲ့ဒါပဲတိုင်းပြည်ရဲ့သဘောထားကိုမင်းတို့သိသွားပြီဖြည်းဖြည်းလုပ်ပါဘလို့တိုင်းပြည်ဟောဒုက္ခငါစဉ်းစားပေးတာလေမင်းကလေဟိုစဉ်းစားတာဟိုနိုင်ဝက်လောက်ရှိပြီအခုမှထားပြီးကောက်ခါမဟုတ်လေအခုမင်းကဲဒီနေ့မင်းသတင်းတွေကြားတယ်မလားကြားတယ်လို့ကြားွက်လေကြားကျွန်တော်ကြားလဲထိုးလို့ရနော်ဟေ့ဟေ့ဟောအဲ့ဒါပဲဒုက္ခပါပဲကွက်နည်းနည်းကျဲတယ်နော်ကွက်နည်းနည်းကျင်းတာတော့ဝယ်ကွက်ချင်းတိုင်းပြည်ရဲ့သဘောထားအမှန်မင်းတို့သိသွားဖို့လိုတယ်သိတယ်လေကိုကြားပြန်ဆိုကျွန်တော်သိတာပဲဟေ့မရဲလိုက်လားငါအကိုလိုက်ကြီးရဲ့သဘောထားကိုပြောတာအေးလေကြားပြန်ဟေ့အကိုလိုက်ကြီးကြားပြန်မဟုတ်ဘူးဩသူဟောအုပ်စုမဟုတ်အဲ့အုပ်စုတဲ့ပါမပါဘူးဒါကိုပြောတာအဲ့ဒါပဲအခုကြည်905နဲ့ဆွဲထားတဲ့ပုံကိုယ်တွေအားလုံးအမှုနဲ့ပတ်သက်တဲ့အားလုံး905နှစ်ကဆွဲထားတဲ့လူတွေအားလုံး9580အကုန်လုံးအမှုပိတ်သိမ်းပေးလိုက်တယ်။နောက်ပါလေလွတ်တယ်လားပါ။ဟုတ်ဗျာ။ဟချိုးတွေကိုလွတ်တယ်လား။မဟုတ်လေကွာနာချီတာကွာမင်းရတယ်။အဲ့တော့905နဲ့ပတ်သက်တဲ့လူတွေ2300ကျော်လွတ်ပေးလိုက်တယ်။နောက်ပြီး990ကျော်လွတ်ပေးလိုက်တယ်။ဩပြီးတော့အဲ့မှာမင်းဟိုနိုင်ငံရေးကျင်းသားတယောက်လဲလွတ်ပေးလိုက်တယ်။ဟုတ်လေကျွန် NLD ပါတီကိုခဏနိုင်ငံရေးကျင်းသား1000ကျော်လောက်ရှိတယ်ဗျာဒီတစ်ယောက်ပဲပါတယ်ဆိုတော့1000ကျော်လွတ်လို့မရဘူးလေအမဟုတ်လေမင်းနိုင်ငံရေးကျင်းသားအတီးကအပြင်ရောက်သွားရေဆိုရင်မင်းလွယ်တာမှမဟုတ်တာဘာဘလို့မလွယ်တာအဲ့တော့ခဏသိပ်ထားပေးရတယ်လေအဲ့တယောက်လွတ်တယ်ဆိုတော့ तू ကအသက်ကြီးသွားပြီတက်ကြီးသွားပြီဆိုတော့ဟာဟေ့နည်းနည်းရလူလွတ်ပေးတာမဟုတ်ဘူးလေမင်းတို့ NLD ကပြန်ကြားရေးတာဝန်ခံလေဥအောင်တို့လွတ်ပေးတာလေဟုတ်မှန်တော့မှန်လေဒါမဟုတ်လေဥအောင်ဘာဆိုတာပဲဟုတ်ပါဘူးမှန်တော့မှန်ပဲဒါပေမဲ့1000ကျော်ရှိတယ်ဗျတစ်ယောက်ပဲဆိုတော့ကိုယ်ကသိမဟုတ်ဘူးဟောမင်းက900အခုငါလွတ်ထားတာကွာ905နဲ့ပတ်သက်တဲ့905ကာကြီး905ခါခွေးအဲ့နှစ်ခုလုံးနဲ့ဆွဲထားတဲ့လူတွေမလူ9000ကျော်ကွာ9580နော်ဟာအဲ့လိုလူတွေအကုန်လုံးအမှုပိတ်ပြီးသိမ်းပေးထားတယ်ဟုတ်ကျွန်တော်လက်ရှိကျန်တဲ့အမှုတွေပါသိမ်းပေးထားတယ်ကွာအခုဒါလွတ်လိုက်ပြီလွတ်လိုက်ပြီလေဘယ်တော့ပြန်ဖမ်းရုပ်ောက်ဝယ်ပြီးတော့ပြန်ထည့်အောင်ဟုတ်ထိတယ်ကြောက်ဟိုဒီအကွက်တွေရိုးနေပြီလေကိုယ်ဒုက္ခပဲဘယ်ကိုရုပ်ောက်ဝယ်ပြီးပြန်ထည့်အောင်ကိုယ်လည်းပြီးခဏထုတ်လိုက်တယ်ပြီးခရိတခါကျရင်ထောင်ဘူးကတော့မရဘူးမေးစရာရှိလို့ပြန်ခေါ်ပါဟောအဲ့ဒါသူ့အမှုလက်ကျန်နေရှိသေးတာကိုမရတယ်လက်ကျန်ဒုက္ခပဲမဟုတ်ဘာနောက်ရှိတယ်ဘာအကြည်ညိုဘာဖြစ်လဲကိုတို့ပြောနိုင်ငံတော်အကြည်ညိုပြည့်စုံမှုလေ905ဟိုအကြည်ညိုပြအောင်ကိုတို့ဖျားမို့လို့လားဟဲ့ပြောမိုးချိုပြစ်ကုန်တယ်ဟုတ်ပဲဟောတော့ပါပဲကွာကြားပြန်အကြည်ညိုခံနေသေးတယ်နော်ဟိုအဲ့ဒါပဲကိုလိုက်အစင်းစားကိုလိုက်ရဲ့စေတနာကိုဒီကောင်လေးနားမလဲဟိုအခုလိုရှိသေးတယ်နောက်ပါလေအရင်တော့ပဲ9ည9ညလေး9ညဆိုပြီးဖမ်းသွားတာ9နှစ်လောက်ကြာဟောအဲ့ဆောင်းနေဖြစ်ပါလိမ့်မဟုတ်လေညတာရှည်လိုက်လားတညကိုတစ်နှစ်လေဟာအဲ့ဒါခုဂျုံစရာမရှိတော့အဲ့ဒါကျွန်တော်ပြောတာလေကျွန်တော်ပြောတာအခုကျွန်တော်လွတ်တော်ကိုယ်စားလှယ်တွေအခုဆိုရင်ကွာအခုငါတို့မြောက်ကလာမှာဆို4ယောက်ရှိတယ်ကွာ4ယောက်ပါကွာပြီးတိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်တို့ဘာလို့ကွာအမျိုးသားလွတ်တော်ကိုယ်စားလှယ်တို့ရှိတယ်ကွာအဲ့4ယောက်လုံးကငါတို့စူးစမ်းပန်းစားလုပ်တယ်မြောက်ကလာဒီ905ကာကြီးနဲ့ပါတဲ့လူခါဝေးနဲ့ပါတဲ့လူအကုန်လုံးတော်များလွတ်လာကြတယ်ကွာသူတို့လည်း905ပေါ့အေးပေါ့သူတို့လည်း900တို့တို့ကိုယ်စားလှယ်တွေက905မဟုတ်ဘူးမဟုတ်လေတော့ပြောလို့မရဘူးငါဘာပါတယ်ဘာ905ဟုတ်နော်ကိုတို့က905 3ခွန်ချ3ခွန်ချအဲ့ဒါလည်းဟုတ် sorry 3ခွန်ခေါ်အဲ့ဒါကြားချင်းဟိုပါလေကြားလေးလူလေထမင်းချင်းမြုပ်စားတာအေးလေဟေးချင်းမြုပ်စားတာထမင်းချင်းဟိုမြုပ်စားတာဟုတ်ဒါပေမဲ့မမိုက်ပါဘူးကိုတို့လွတ်တယ်နိုင်ငံရေးကျင်းသားဗျာ1000ကျော်လောက်ရှိတယ်တယောက်မဟုတ်ဘူးလေအဲ့ဒါကအဲ့တယောက်ကလည်းမင်းကအရေးကြီးတဲ့လူလွတ်ပေးတာလေဟာကိုယ်ကလူတိုင်းအရေးကြီးတယ်လေဗျာကိုတယောက်တည်းအရေးကြီးတာမဟုတ်တာအားတော့နားတယ်ကွာအဲ့တော့မင်းတို့တည်းရုပ်ရှင်တရုပ်ဆောင်တယောက်တော့မပါလာဘူးကွာအဲ့ဒါစိတ်မကောင်းဖြစ်နေတာကျွန်တော်သဘောပေါက်ပါတယ်ဒါပေမဲ့ဒီလိုလူတွေအုပ်ချုပ်နေသေးတဲ့အတွက်ဒီလိုလူတွေကဒီလိုဒုက္ခရောက်မှာပဲလေဟုတ်တယ်မလားဒါပဲလေဟုတ်တယ်မှုတွေအများကြီးပဲဟာဟိုအမှုကကိုတို့ရှောက်တက်ထားတယ်လေနော်မှုတွေအများကြီးပဲဒုက္ခပဲဟိုကစွန်းရွက်ကိုဆေးကြောက်ပြောလို့ပြောနော်ဒုက္ခကလဝေးရွက်ကိုဟိုဟာပြောလို့ပြောဒီဟာပြောကိုတို့အဲ့ဒါဘယ်ကိုကလဝေးဒုက္ခဟုတ်တယ်လေကိုတို့ရှောက်အမှုရှောက်ဆွဲတာကိုယ်အော်မင်းတို့ကဲကိုလိုက်ကြားတယ်နော်လှုပ်ပေးပြန်တော့လဲလှုပ်ပေးလို့တဲ့မလွတ်ပြန်တော့လဲမလွတ်လို့တဲ့ကိုလိုက်ဘောကလေအပြောဆိုကိုတော်ခံရတာတဲ့ကျွန်တော်တော်တော်စိတ်မကောင်းဖြစ်မိတယ်မဟုတ်စိတ်မကောင်းဘူးကိုလွတ်ပေးတော့လွတ်ပေးတော့လွတ်ပေးလို့တဲ့မလွတ်ပြန်တော့လဲမလွတ်လို့တဲ့ဟုတ်လားမဟုတ်တကယ်လွတ်မယ်ဆိုအခုလွတ်လိုက်ဟိုတမနာကြီးရောဟုတ်လားဒီ
ဒီနိုင်ငံတော်အတိုင်ပင်ကောင်လှုပ်ပေးလိုက်လေ လှုပ်လို့မရဘူးလေ ဘာဖြစ်လဲ သူတို့နိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးလေ ဟာဘလူပြောတာ ဟိုတခါကအမိုက်ပြောတာလေ ဘာပြောတာ ဟိုပီဆိုတဲ့ဟာလေ ဟောဟိုအကျွေးမဆက်နိုင်လို့ မဟုတ်ဘူး ကိုယ်စလေပြုတ်သွားတာ ဟိုဟာချက်ဖို့ကောင်းတယ်မပြောရတယ်ကွာမားပါတယ်ပြရတယ် အားလုံးထဲမှာ तू ကအယူခံဝင်မဲ့လို့ အဲ့မလေအားလုံးထဲမှာ UEC ကတကယ်လို့များပြန်ရွေးခဲ့မယ်ဆိုရင်သူ့ကိုရွေးပေးပါပေါ့ ဒါ UC က तू တော်တော်ချစ်တယ်နော် လုံးဝမရွေး ရွေ တနာပါတော့ကွာ ဟိုလေကလွတ်တော့ပြောပါပြော ဟုတ်လေဘာဟုတ် ဘာနိုင်ငံရေးကျင်းသား နိုင်ငံရေးကျင်းသားမဟုတ်ဘူးတဲ့သူပြောထားတာလေ ဟိုဘာလက်စားလို့ကြာ လက်စားလို့ကြတာတဲ့ ဒုက္ခပဲတခိုးကလူပြန်ဟစ်တယ်ဆိုအဲ့ဒါကိုပြောတာ ဟုတ်တယ် တန်ရစကလုံးတွေကိုဟာလားမပြောတဲ့အတွက်တဘာဝကြီးကပြစ်ဒဏ်ခတ်လိုက်တော့ဘာဖြစ်လဲ तू ပြုတ်သွား ဟက်စကီဝယ်လို့ဆိုတာပဲ ဟာဟိုက်စကီရဲ့တဘာဝဘေးအတွက်လေဒုက္ခပဲနိုင်လို့မိသားစုစီဖို့ဝယ်ထားတာမဟုတ်နော်တဘာဝဘေးအတွက်ဝယ်ထားတာအဲ့ဒါပဲအခုတော့ခုနလေဟိုရဲတိုက်လိုမျိုးပဲနော်ကလဝေးရွယ်မှမသိဆေးကြောင်မှမသိလေအခုတို့အမှုလုပ်လိုက်အဲ့ဒါပဲ အဲ့ဒါဟုတ်အကိုတိုင်းဘိုးကလေအဲ့ဒီစောက်ပြောစောက်ဆိုခံနေရတယ် အော်မလုံးနဲ့လေ ချွတ်ပဲ ဟုတ်ကဲ့ဟိုကောင်းပါတယ်အဲ့ခုနပြောတာလေ မဟုတ်ဘူးဒေါသဖြစ်လို့လို့ကွာသူ့ဘက်ကမခံနိုင်တာကွာ ဒေါသမှာတခါကျရင်ကောင်းတဲ့ဒေါသရှိတယ်မကောင်းတဲ့ဒေါသရှိတယ်အဲ့ဒါ ငါအကိုတိုင်းဘက်ကမခံနိုင်တာ ကဲအဲ့ဒါပဲကဲကျွန်တော်ပြည်သူတွေညီညွတ်ဖို့လိုပြီနော်ကဲစဉ်းစားကြည့်နိုင်ငံရေးကျင်းသား1000ကျော်ပါတယ်တယောက်ပဲလွတ်ဒါတရားမျှတတာ မဟုတ်ဘူးလေ ဒါကြောင့်လေကိုတို့ရွေးကောက်ဝဲကိုဟိုလူကမထောက်ခံဒီလူကမထောက်ခံပြတယ် မထောက်ခံတာပြီအခုငါတို့မိုးကုတ်ကိုငါတို့ဝင်သွားပြီဒီဘာလို့လို့မရ ဆိုင်ဘုတ်အောက်တဲ့ဝင်ပြပြန်သွား ငါတော့လေတော့ ဟို အဲ့ဒီ TNL လေးကဘယ်လောက်ထိရုံမဲ့ဆက်ဆက်ရုံကတည်ထားပေးဦးမယ်ပြီးသူတို့နဲ့ငါတို့နဲ့ဆက်ဆက်ရေးပါကြကြပြီးသွားရင်သူတို့ဘာဖြစ်သွားမလဲ ဟောတော့ကျွန်တော်ပြောပြမယ်ခုကမကြမ်းတညတာဖြောပြမှုအစီအစဉ်အတွက်ခုကပနာမပဲရှိသေးတယ်နောက်ပိုင်းနေပြဆက်နှစ်ပါးသွားပြီမလားသေးဘူးစောင့်ကြည့်လိုက်အောင် ချိလိုက်ကြမှာ စောင့်ကြည့်လိုက်အောင် အခုဆိုရင်ငါတို့ကဒီကျုပ်ကလည်းပြောတာ ဝင်းချုပ်လို့ ဝင်းချုပ်လို့တဲ့သူဝင်းတို့စီ ဟိုဆက်မုံရွာဆရာမိုးလိုက်အကောင်ကောင်းတယ်ငါးလုံးတော့တော်တော်အဆင်ပြေ နောက်တက်တဲ့လေကျုပ်ကလည်းပြောထားပြီးပြီအားလုံးအဆင်ပြေချုံးမရတော့တာဝန်ယူမှာကွာအရင်လေကျုပ်ကတော့သွားပြီရက်ဘက်ကိုပြောင်းသွားပြီ မဟုတ်တော့ငကိုတဲ့အရက်သမားလေအရက်သမား မဟုတ်ဘူးအရက် ဟောအရက်ဘက် အရက်ဝက်စားဒါပေမဲ့တခုတော့နော်ဒီလေကျုပ်ကကန်တော့နည်းနည်းဆိုးတယ်နော်လေနေကုန်ကန်နီးမှသူလေကျုပ်ဖြစ်တယ်ဆိုနော်နည်းတော့ခုသူ တနာလို့လေနေရတဘောကြီးပဲ အပြက်တွေ ဟေ့ငါပြောမင်းကတော့လေတက်စကန်ပေါ်ပြီးလေတက်စကန်မိတ်ကြီးတာလေတက်စကန်လေတက်စကန်နဲ့လေတက်စကန်မှာအနည်းဆုံးမရှိဘူးဆိုရင်စခန်းတစ်ခုကို10စီးကျော်ရှိတယ်လေတက်စကန်အနည်းဆုံး30ကျော်ရှိတယ် ဒါပေမဲ့ဟိုပြန်လို့မရတာတခုပဲမလား ပြက်နေတာနဲ့ဗာနဲ့ဆိုတော့အဲ့လိုမရှိဘူး နောက်ဆိုရင်ကြိုက်ထီးရိုးကဒီတန်းတန်းလှုပ်တဲ့လူတွေကပြောတယ်သူတို့လည်းဝါးနဲ့ဒီလင်းမြန်ထွင်မယ်ပေါ့နော် ဟုတ်လေချက်ချီကိုဝယ်လို့မရဘူး လိုအဲ့ယူသုံးလို့ရအောင် အော်ဒုက္ခပဲအဲ့ဒါပဲအဲ့ဂျာတာကြည့်တော့တိုင်းပြည်ရဲ့ကျွန်တော်တို့ကလှုပ်ပေးတယ်ကျွန်တော်တို့ဒီကြက်ကြရေးပါတီဆိုတာသိတယ် အဲ့ထည့်မပြောနဲ့ကိုကျွန်တော်ရင်းထဲမှာဟိုဟာဖြစ်နေလို့ပြုတ်တုတ်ဖြစ်နေလို့မပြောပါနဲ့ ဟုတ်လေငါတို့ပါတီကြောင့်ငါပြော ဟု ရ တ် တယ် တယ်အဲ့ဒါအဲ့အတန်ကြာတယ် ငါမြောက်လွတ်တော့လေ တီးတယ်အခုမြောက်ဥရွယ်တီးတယ်နော် မြောက်ကလာလွတ်တော့မင်းအတူကပြောတာ သဘောပေါက်တယ် ပြီးတော့ကွာမင်းတို့ကဒီလောက်ကောင်းအောင်လုပ်ပြီးတော့မကောင်းတော့မြင်တာဟို ဟိုအဲ့ဒါပဲနော်အာရဖက်ကြီးစီးပြီးတော့ ပြောအဲ့ဒါကငါစီးတာမဟုတ်ဘူးလို့အမျိုးသားလွတ်တော့ကိုယ်စလဲစီးတာ ဟောကိုကောင်စီး ငါကောင်ကြီးစီးတာ အေးဗျနော်တူချင်းတူတော့ဟိုကအာရဖက်ဟိုစိုက်ကားတော့မရှိဘူးအော်ရိုးသားမှုရိုးသား ဒီကရိုးသားတယ်လွတ်တော့ကိုယ်စလဲမှာငါရိုးသားတယ်ဒီကောင်ဗျာ နောက်ွယ်မှာကြတော့ ဒီလိုလက်မိတ်ဘယ်လက်မိတ်လဲလို့အော်ငါလည်းဆက်မေးသွားတော့ခေါင်းကပြောဖို့မေးသွားတယ် ဒီကွက်ကြားတဲ့ကိစ္စ အေး ဘောကိုတို့ကွက်တွေတော့များတယ်နော်ကွက်တွေများတယ် အာဒုက္ခပဲတရားအဝိစားဒါတိုင်လေကွာ အေးလုံးလုံး ဂေါ်လေ ကောဘာတွေတို့လုပ်ဖို့ မဟုတ်ဘူးလေအိုးဒုက္ခပဲကွာဘယ်စကားတော့မသိတော့ ဟောဘန်းစကားပြောအောင်ကျွန်တော်ဈေးရောက်မှုတာမဟုတ်ဘူးဟော sorry နော်ရေပဲပြုတ်ရောက် ပြ ဟော ဘော မဟုတ်ပဲပြုတ်ရောက်တဲ့အိမ်ဘေးက အဲ့တော့မင်းတို့အခုပြီးပါကိုထွက်သွားတယ်ဒီကူမှာ905ထုတ်ထားတဲ့ပုံကိုယ်တွေပေါ့ကွာ အဲ့တော့ကိုလိုက်မို့ အေးမဟုတ်ဘူးလေအခုငါတို့905တွေရုပ်သိမ်းပြီးပြီ905ရဲ့ရုပ်သိမ်းပြီးဖြစ်တဲ့မင်းတို့ပြန်လာလို့ရပြီပြန်လာပြီးပြည်တွင်းမှာရှိတဲ့မဲတွေပေးလို့ရပြီအခုကအဖလေးပြောထားတယ်လေပြည်တွင်းပြန်လာပါဝက်ခင်းမှာကျူးစိုးရတယ်ဝက်ခင်းသူမြန်မာ ဟုတ်ဝဲကန်တူမြန်မာမဟုတ်ဝဲကန်တူအင်းစိန်ဖြစ်သွားမှာဘယ်သူမှမလာဘူးကိုဘယ်သူမှမလာဘူးမခေါ်နဲ့ အော်အဲ့ဒါကြောင့်ကျွန်တော်ပြောတာသူကဟိုအဖလေးတို့ပြောဘလောက်ပြောအဖလေးတို့စောက်ဘက်ကိုဘူးမှမလို့ ဟိုသူ့စကားယုံစရာရှိလို့လားယုံနိုင်စရာ तू ဒီတဘောမှာ तू ပြောဘူးလား အဖလေးတို့ကလေအဆိုးတော်အလှန်ပြမခံတဲ့ဘဝ အဲ့ဒါပဲ
ကျွန်တော်ပြမယ်ကြာသူခေါ်တော့လဲခေါ်လို့တဲ့မခေါ်တော့လဲမခေါ်တော့ပြန်ဘူးဗျာ ဘသူကပြောလဲမခေါ်လို့ဘသူကပြောလဲကြားဘူးလားအခုကြားဘူးလား ပြောတော့ပြောကွာဒါပေမဲ့ငါတို့ဘက်ကတော့ပြောအောင် ဟိုအိမ်မထဲတော့မှရောင်လို့မပြောတက်လားတကယ်လို့အိမ်မထဲမှာပြောမိတယ်ဆိုရင်မျက်နှာထားတက်လိုက် ဒီဓာတ်တို့သမရလာတယ်ဟာ ဘယ်လောက်နဲ့ခေါ်လိုက်တာ နှစ်တန်းလောက်တော့ပေးရတယ် ပေးရမယ်နော်လာကြီးပေါ့နော်ဒါအသွားတစ်ကြောင်းပဲလား ဒီဘယ်လောက်နဲ့ခေါ်မှာ ဒီကမပေးဘူး ဒီငါကောင်ပြောထားတာစကားကြားဘူးလားဥမာဗီဒီယိုဖိုင်လေးတော့ထွက်ပြောထားသေးတယ် အဲ့တကူကြီးဘီလာရုသမရလာကျွန်တော်လာတာမဟုတ်ဘူး ဘာလို့မို့လား ကိုတို့ကကျွန်းဝယ်ထားတယ်မလားအဲ့အကျွေးထပ်မပေးသေးဘူးလေ အဲ့ပေါ့ မပေးတော့ကိုယ်တိုင်လာတောင်းရတော့ ကြံငွေပတ်စံနေရှိသေးတယ် ဒါပေါ့ရှင်း ဘယ်ကိုကျိုးဝင်တာ ကျွန်းဝယ်ထားတယ်အိမ်ဒီမှာပါဆို ဩအဲ့ဒါအဖမ်းပြေဖို့ပါအဖမ်းပြေ ပိုးဖို့လောက်ဆိုလောက်ပါကွယ်အပန်းဖြူကိုလောက်လိုက်အပေးလိုက်ဟိုဆာရုံးနဲ့လာပါ လေမသိရင်ပဲမင်းတို့ကနိုင်သွားပြီးတော့ငါတို့ဟိုအကိုလိုက်ကြီးကရှုံးသွားပြီးတော့မသိပဲလေကြီးနဲ့ဘီလာတို့ကိုမိသားစုလိုက်ပြေးပြီးတော့အဲ့မှာနိုင်ငံသားအဖြစ်ခံယူတယ်လို့မင်းပြောကြတာ ကိုပြောတဲ့ပုံစံနောက်ဖြစ်မဲ့အစီအစဉ်ကိုတခါတည်းပြောသွားသူနော် ဟမ် အဲ့လိုရှင်းအဲ့လိုဖြစ်သွား အဲ့ဒီရောက်လာ ဒုက္ခဟောကျုံတော့ကွာ ဟို မိုင်းနော် plan အဲ့လိုရှိတယ် ဟိုကျွန်တော်ပြောတာဒီလိုလေ ဒီရင်းနဲ့တော့ပါလိုက်သေးတယ်ကြာဟာနိုင်ငံသားတွေခံယူမယ်ဆိုတော့ ဟုတ်လေ နိုင်ငံသားအခုတည်းကခံတာလားနောက်မှခံပါလားဒီတစ်ခုပဲ မထင်မရှားလေးတော့ခံထားပြီးသားဗော ဟောမထင်မရှားခံမထင်မရှား ကြောရ ကဲလိုက်ရမထင်မရှားခံတာပြီ မဟုတ်ဘူးဟိုကိုလိုက်ကိုညီလေးညီငယ်လေးကပြောချင်တာအဲ့လိုမဟုတ်ဘူးလေ တော့လို့ တန်းငယ်လေးပြောတာအဲ့လို အဲ့လို့လဲ ကိုလိုက်လုံဟာကျွတ်သွားပြောသူ့ကိုဒေါသဖြစ်ပြီးပြောတာ ကောင်းတယ်ဒေါသများများဖြစ်တယ် မဟုတ် အဲ့ဒါမှပိုးကြုံမယ်ဒါကျွန်တော်ကြည့်တယ်ဟိုကဗာလေကိုတို့ဟိုဗာလေဝေါ်လီနဲ့ဖလူးနဲ့ အပိတ်လိုက်ပြီမင်းကလေဒီကေပြီးအပိတ်လိုက်ပြီ ဘာလို့လဲ ဟာပိတ်ဘာဖြစ်လို့ဘာဖြစ်လို့လဲပိတ်တာဘာဖြစ်လို့လဲသွားတာလာပြစ်မှာမင်းတို့ဘက်ကဒါတယ် ဘာလို့ပိတ်တာ ဘာလို့လို့ ကျွန်တော်သိပြီဟိုစိတ် ဘာ ရုံ လို့လို့မင်းလာပြီးလာမင်းနဲ့ မွေးစေးဝိုင်းလုပ်တဲ့စိတ်ရုံအခုပေါ်သွားပြီအဲ့လမ်းမှာမင်းကသတင်းတင်တာကိုမတွေ့ဘူးလား ထွေတယ်ဒါပေမဲ့အဲ့လို ချိန်လုံးတော့နော် ဟာငါမပါဘူးလို့အဲ့တဲ့ အခုအဲ့မှာ share ရလိုက်ပါသေး မပါဘူးလေတော့ဝေးရောဒုက္ခဟုတ်တယ်ကွာအဲ့ကိစ္စကြောင့်ပိတ်လိုက်လားကွာဘာဖြစ်လဲ ကြားပြန်တော့မပြီးသေးဘူးနော်မွေးစေးဝါထမ်း အေးကြားပြဆိုတော့ငါပြောပါခဏလေးမင်းတို့မင်းလက်ပံကိုမင်းတို့ဗါလေမင်းတို့ KNU ကနေဝင်သိမ်းလိုက်ရော ကိုစီးလိုက်တယ် KNL ဟိုပိုတာဘောတော့ပါတော့ဟာလားဝင်စီးလိုက်တယ်ထားတော့စီးတာမစီးပါနဲ့မပြောဘူးကွာ အဲ့ပေါ့ ဒါပေမဲ့အဲ့မှာရှိတယ်ကူရာတွေဖုန်းတွေငါတို့ဟိုမှာဗါလေ KK ဘက်လိုမျိုးအဲ့လိုမျိုးမလုပ်လိုက်ဘူးလား မလုပ်လေအဲ့လိုလုံးလိုက်တက်တည်ပဲရတော့မယ်ဒီတိုင်းထားတော့ဒါတက်တည်ပေါ့ဒီဟာတို့ပြန်ပြီးတော့စစ်ဆေးလိုက်တဲ့အခါမှာဘယ်သူကနေဘလို့စိတ်ငဲဘယ်ရအောင်ဘလို့ တက်တည်ကဘာလို့ဟုတ် ဒုက္ခ ဘာလို့ဖို့လဲ တင်ရမယ်လေအထက်တင်ရမယ်လေ ဘယ်ထက်ကိုတင်ရမှာလို့မင်း ဤဆိုင်ဆိုင် ဟမ် ဤဆိုင်ဆိုင်လေ ဒီဆိုင်ဆို ICC တင်ရမယ်လေ ဟော ဒီဖုန်းတစ်လုံးထဲမှာအဘောကားတွေဘယ်လိုပြောရတယ်အဘယ်ကနေဘယ်လိုပေးတယ်အဲ့မှာဘယ်လိုကနေဘယ်လိုလုပ်တယ်ဆိုတဲ့ဟာမျိုးတွေ အဲ့ဒါကြနင်းမြောင်းဝိုက် ကိုမကြမ်းဘူးကျွန်တော်တို့ပဲဟိုအဲ့ကြောင့်မကြမ်းဒါနဲ့လုပ်တာ ဟိုအဲ့ ဒါရှိတိုင်းအရာမဝင် ဟိုအဲ့ US ကအဲ့နည်းများတယ် US ကနည်းနည်းတော့အဲ့ဒါဟိုဆိုင် ဟိုဒါပေမဲ့ US ကများတာမဟုတ် US က ဟိုလေအတူလို့ခုအဲ့လိုဖြစ်ကုန်တာ ဟုတ်ဒါပေမဲ့ US ကအခုလွတ်တော်2ရက်လုံးတော့ကျင်ညာလိုက်ပြီကျင်ညာလိုက်ပြီ အောက်လို့တော့အပေါ်လို့တော့ အပေါ်လွတ်တော်ကျင်ညာလိုက်ပြီကျင်ညာမှုတမရကိုဗျာသူတောင်းဆိုလိုက်တော့ဗော ဘာလို့ ဒီမြန်မာပြည်ကအခုဒီဟိုပါဗောရွေးကောက်ပွဲဗောဒါကြီးအတူကြီးဗောနော်ပထမတော့သူတို့မယုံဘူးဗောဒါပေမဲ့သူတို့လေးလာလိုက်တဲ့အခါမှာဒီကြီးကအတူရောင်ကြီးလုံးဝဖြစ်နေတယ်ဗောနော်အဲ့တော့အဲ့ဒါကြီးကိုပယ်ချပေးပါဗောတင်းငယ်ဒါပေမဲ့တင်းငယ်တော့တခုရှိတယ်ဒီလွတ်တော် ထိုင်ရပါပြောတာ လွတ်တော်ကိုယ်စားလှယ်နဲ့ထွိုင်းနေမတည့်ဘူးဖြစ်မှာ ဒါပဲအဲ့လိုဖြစ်ရမှာကျွန် ကော တော် င်းကောင်းညိတ်လိုက်အင်းနဲ့ ပြီးတော့ လုပ်ပြီးမယ် ငါတို့ဒေါ်လာ3 billion နဲ့ငားထားတာတော့ lobby တွေ ဘာငါ lobby တွေငားထားတယ် အဲ့ lobby တော့အခု volley တွေဖြစ်သွားပြီ lobby တွေ volley ဖြစ်သွားပြီမရဘူးအခုကဒုက္ခ ဟုတ်ကွာထွက်တော့ ပတ်စံတော့ပေးတယ်နော် သိနေတော့ရတယ်ကျွန်တော်ပြောပြမယ်ကိုလွတ်တော့လည်းမဟုတ်ဘူးဗျာဒီဘက်ကမဲရွေးဆန္ဒ မဟုတ်လေကို ကိုနိုင်ငံဟိုစိတ်ဝင်စားတယ်ဘာလို့သူများနိုင်ငံစိတ်ဝင်စားရလဲ စိတ်ဝင်စားရလေသူ့နိုင်ငံသားကိုအခုဓာတ်ရိုက်ထိလိုက်တာလေကိုတို့ဘီလီယံနဲ့ချီလိန်ထားတာလေ အဘလူလိန်တာလဲငါတို့လိန်လို့လား ကြားပြန်လေ ကြားပြန်သွားဘလူလဲ ဟာဒုက္ခကျွန်တော်လက်ညှိုးထိုးပြခြင်းတယ်လက်ညှိုးထိုးပြခြင်းဖုတ်ထုတ်လိုက်ကြားပြန်ဆိုတော့ကဲဘလူလဲပြောငါကြားပြန် ကျွန်တော်ပြဟောဒီတက်မတော်နေမှာကာကြီးဘုံကနေတရားအောင်ထဲဒီလိုမတ်တက်ကြီးကြိုက်ထားတာဘာတူလဲ ငါကိုလိုက်လေ လက်ညှိုးထိုးပြလိုက်ခြင်းတယ်ကွာ ဟုတ်ဘူးလေ အေးလေ ကြားပြန်ကိုပြောတာလေ အေးလေလက်ညှိုးထိုးပြလိုက်ခြင်းတယ်လို့ ပြလေကွာငါကိုလိုက်ကိုပြခိုင်းတာမဟုတ်ဘူးလေကွာ ဟာပဲ तू ကဒူးကောင်းဆောင် ဟ
ပါကောင်းဆိုတော့ဟိုမှာတရုတ်ရောက်နေတယ်တဲ့ မင်းကလည်းညားဝိုင်းကွာညားဝိုင်းကွာ တကယ်ကောင်းတော့ပြော တော့ဝိုင်းဘူးလို့ ဟာပြောလိုက်ကိုလိုဟိုပိတ်ဒီပိတ်လိုက်ပိတ်အောင် တိုင်ပြောဘူးလို့တိုက်တယ်ကောက်တော့ဘူးလို့ တကယ်ကောင်းတော့ဗာလဲဟိုဘာစောဗာလဲ ဘာဆော ဗာလဲမသိတော့ဗျာဒီလုံးမသိချင်မလဲ ဆောဆိုတာက စောထားသွားတိုင်မျက်နှာသေးအိယာထားအစားစားအဝေးလဲကြားဖြဲကိုဘုံခွဲတက်တီပြောင်း ညားဝိုင်းတော့ ဟုတ်တယ် ညားဝိုင်းမင်းကမသိပဲငါအကိုလိုက်ကြီးကကြားဖြန့်ခေါင်းဆောင်လို့ ဒူကောင်းစောဟော အေးအခက်ထားလိုက်တော့ကြားဖြန့်ဒူခေါင်းဆောင်လို့မသိပဲငါတို့ရဲ့ရွှေမျိုးပေါက်ဖော်ကြီးကကြားဖြန့်ခေါင်းဆောင်ကြီးလို့ ဟုတ်တယ် မင်းတို့ပြောနေတာက ကိုတို့မြင့်လက်တက်လေးတွေဗျာအဲ့ဒီ ကိုလိုက်ကိုပြောနေတာတော့ကျွန်တော်မကျင်တတ်တော့ဘူး ဟာ အကိုလိုက်ကိုကြားဖြန့်ဒူခေါင်းဆောင်လို့ ကျွန်တော် စဉ်းစားကြည့်ဗျာ ကျွန်တော်တခါပဲနော် အကိုလိုက်ကသူတို့ခန်းစားရတယ်ဗျာ ခါပဲနော်ကျွန်တော် ကြားဖြန့်ဒူခေါင်းဆောင် ပြ ကျုံသွားတာ ကျွန်တော်တခါပဲပြောလိုက်တာအခုအဲ့မဲ့ ခန်းစားရတာပြောတာ အခုခံစားတယ်တော်တော်ဟိုဖြစ်တယ်ဆိုနောက်ဆိုဒေါသများများဖြစ်နော်များများခံစား မဖြစ်ဘူးတော့ ဒေါသများများဟိုဖြစ်နော်အဲ့ဒါပဲရိုက်စစ်စရာမပေါ်ဘူးမြောက်ကလားမြောက်ဥကိုစလေကြီးอ่ะ မြောက်ကလားလွတ်တော့ကိုယ်တည်းပြောရင်အပြည့်စုံမဟုတ်ဘူး ဟောအပြည့်စုံပြောအခုကမပြုတ်သေးဘူးလေဗျာ ဘာမှမပြုတ်သေး အေးမဟုတ်မဖြစ်သေးဘူးမဖြစ်သေးဘူး လွတ်တော့ကိုယ်တည်းကွာ အခုကိုစလေဆိုလို့အခုကတော့အတစ်တကွက်ပေါ်လာပြီနော် ဘယ်ဆိုင်ဖွင့်တာ ဟမ် KTV လား အခုအဲ့ရေးတဲ့တနာကိစ္စလေ မဟုတ်ဘူးလေမင်းကအစ်တစ်ခွက်ပေါ်လာပြီဆို KTV ဆိုင်ဖွင့်တယ်ဆိုငါးကောင်တွေသွားပြီးလာပါလားဗော ထောင်မြောက်ကလကိုစလေအဲ့ပါပဲ တခါကြောက်ရရှိတာဗောကွာမင်းကလည်းမြောက်ကလာမှမင်းဒီလောက်ပေါ်နေတာမင်းတော့သွားရတာဗော ဒါကြော်ကြားဘူးလေ KTV မှာပဲအိတ်တယ်တဲ့အိမ်မှာချင်းကိုက်လို့လေဟဲ့လား ဟော KTV ကတော့မအိပ်ဘူးလေ မဟုတ်အခု KTV မှာအိပ်လို့မရဘူးလေမာဆက်မှာအိပ်တယ်ပြောလေ ပါ KTV မှာအိတ်လန် session စီးရတက်ပါနော် ဒါဗော မဟုတ်အဲ့အတစ်တစ်ဖွဲ့လို့ချားမဟုတ်ဘူးကိုတို့ရင်တော့ကြားဘူးလားဗာလဲဟိုစစ်ဘေးရှောင်း အေးစစ်ပေးကြောင်ရှိတယ်လေ ကြည့်နော်စစ်ဘေးရှောင်းတော့ဘယ်လိုမျိုးလဲ စစ်ပေးကြောင်ဆိုတာတိုက်ပွဲဖြစ်တော့ဟိုရှောင်းဒီရှောင်းရတာဗောကွာ အခုအဲ့စစ်ဘေးရှောင်းနဲ့ဆိုတဲ့တစ်ဖွဲ့တက်ပေါ်လာပြီ အဲ့ပွဲ ကြားဘေးရှောင်း ပြောကြားအောင်တရိတ်ဆိုင်တော့မနေရလေဘာဆိုင်လို့ကြားပေးရှောင်းမှာ ဟိုကြားဘေးရှောင်းတွေတပုံကြီးပဲတောင်းရင်းမြင့်ကမ်းဘေးပါဆိုရာပေါင်းများတော့ရှိတယ်ကြားဘေးရှောင်းကျွန်တော်တို့စစ်ဘေးရှောင်းပဲလူတယ်ဗျာကြားဘေးရှောင်းကြတော့ဒါအကုန်လုံးကန့်ဖြစ်သွားပြီ ဟောရဆိုဟိုခိုင်နှင်းဝင်လို့ဟိုဝေလူကျော်တို့ ကြားပြတ် သူတို့ကကြားပြတ်မဟုတ်လေ အေးအဲ့ကြားပြတ်တွေအခုကြားဘေးရှောင်းဖြစ်နေတာ ဟုတ်လား ဟာဒုက္ခပဲ အဲ့တော့ခိုင်နှင်းဝင်လို့ဟိုတို့လွှတ်လိုက်ရင်နော်အဆင်ပြေလား ဟိုခေါက်ဆွဲကြောက်တော့ဝေခိုင်းလိုက်ပေါ့ဒါပေမဲ့တခုရှိတယ်အဲ့လိုအစင်မပြေတော့များတယ်ဗျာတို့လို့လိုက်ဒီကြားဘေးရှောင်းတွေအားလုံးခိုင်နှင်းငွေမွေးစားခိုင်းလိုက်ဗျာ ခိုင်နှင်းဝင်ကမိဘမဲ့ကလေးတွေမွေးစားတာအဲ့ဒါကြားပေးချောင်း သူတို့လည်းမိဘမဲ့ပဲလေ အိုးဒုက္ခပါကွာ ကြားပြီးမဲ့ဟုတ် ဘယ်ကြား ကြားပါမဲ့လေ ဟုတ်ကြားပါမယ်ဒုက္ခပါ ကြားပါမဲ့လေ ကြားဘူးရလားကွာကြားပါမယ်လို့ အေးလေ ငါပြောပြမယ်အဲ့ခိုင်နှင်းဝင်ကသူတို့မွေးစားလိုက်ရင်လေခိုင်နှင်းဝင်ကတမိတ်မပါပဲယူပြီးထွက်ပြေးသွားလိမ့် ကြ မယ် ည့်ရတော့စိုးပါနော် မျက်နှာစိုးကြီးနဲ့ မဟုတ်လေအဝ ဝ တ် ယ် စား ပြောတယ် အဝတ်စားမှာပါပဲထွက်ပြေးတယ်ဆိုဒါကြည့်ရပြီးတော့မကောင်း ဟို ဘူး ဒီ လေ ကြီးကြောက်သူ့မှာရှိတဲ့ဟိုဟာလေးတော့ကုံသွားအောင်ပဲ ဟုတ်ပါဘူးမွေးစားလိုက်ပဲကြားပါမဲ့လေတွေနော် ဟိုမင်းတို့ကောင်လည်းအဲ့လိုမင်းတို့အဲ့အခုလိုက်ကျွန်တော်ပြတ်မယ်ကျွန်တော်တချင်းတစ်ပုတ်ကြောင်းလား လို့ပါ အရှင်မထားနဲ့တခါလေးပဲတတ်ပြလိုက်တော့ခွဲ ဩကြားဘေးရှောင်း ကြားပေးရှောင်းတယ် အဲ့ဒါအမှုကြီးပါအဲ့ဒါအမှုကြီးပဲ ဟိုအဲ့တချင်းတွေကအတိုင်းပဲလို့ဟိုကျွန်တော်တို့ဒီဦးနေအောင်တော့ပြောထားတယ်ဗျာအချို့ရွေးကောက်ပွဲကိုနောက်ဆက်တာတော့ဥမာနိုင်ငံတော်နောက်ဆက်တာအရှင်မထားနဲ့တခါလေးတတ်မလိုက် ဟာအပြက်ရှင်းမယ် ပြရှင်းမလိုက် အခုအပြက်မရှင်းနဲ့အပြက်မရှင်းနဲ့အခု net တလေးမှာ PDF ကဝင်ရှင်းလိုက်တာအခုနှစ်ခေါက်သေးတယ်စိုက်ကယ်၄စီးလှူလိုက်အစ်စ်လက်ပြပုံတစ်လုံးမှာပါသွားပြီ အဲ့မနတ်တလင်းကောင်မင်းငါ စို ပြော က်ကယ်တုံမိုက်တယ် ဟိုနတ်တလင်းကောင်မင်းတို့ငါပြောပြမယ် အင်ဂျင်ဝင်တွေလဲပြီးတာအသစ် ဒါမင်းတို့စိုက် စီဖူးနော်စီဖူး ဆိုင်ငယ်တကြီးရဖို့ဆိုတော့လွယ်တာမဟုတ်ဘူးနော်မင်းတို့အဲ့ဆိုင်ငယ်တွေပေးဖို့ဆိုတာလေမင်းတို့စီးဖို့ဒါလုံခြုံရေးအတွက်ပတ်ဖို့ပေးတာနော်ဆိုင်ငယ်သူများကိုပေးဖို့ပေးတာ ဝင်ရတာမဟုတ်ဘူး ပေးရလားမင်းငါပြောပြမယ်အဲ့မော်တော်ပီကီတွေကလေအဲ့လိုင်စင်မဲ့တွေကိုဖမ်းရတာလေဒီကုန်းလုံးမှာစောက်ချက်မရှိလောက်ရတာလေဒီ ဒါဆို စောက်ပြောစောက်တော့ခိုင်းပြီးလောက်ရတာမ ဒါ င်း လို့ တို့ကလည်း ရင်လိန်ဖမ်းပြီးတာအခုကင်းလှဲ့ကို သူတို့အတွက်ပေါ့ ဒုက္ခဓမြအကြီး စောက်သွားပြန်ပြီကြုံသွားပြန်ပြီကွာဟာငါလည်းဘာလို့ပြောမှလည်းမသိကွာ အဲ့လိုကြီးလား ဘုံခဏငါပြောမင်းတို့အဲ့နတ်တလင်းအကောင်လေမင်းတို့တဲကောအကောင်တွေလောက်ကိုမင်းတို့စိုက်ခဲ့ပေါ်မှာစေတနာမထား ဟုတ် ဘူး လို့လားကွာ ငါတဲကောအကောင်တွေတွားကြည့်လိုက်တနာတဲ့ မဟုတ်ဘူးတော့ကျွန်တော်ကြားတာအဲ့လိုမဟုတ်ဘူး ဟာကျွန်တော်ရ ဩကျွန်တော်ကြားတာပြောလိုက်အခုရေးမှာခုံသွားမယ် အဲ့ပြောကြည့်ဟမ် အဲပြောကြည့်ရမယ်ဆိုရင်ဒီအခုပြောတဲ့ တဲ တဲ ကော ကော တဲကောငါကောင်တွေအာပြော ဆိုင်ငယ်နဲ့မကင်းလှဲ့တာနော် ထင်မသေးနဲ့နော်တဲကောကငါကောင်တွေကမင်းဆိုင်ကယ်ကိုလီတတာလေ
ဆိုင်ရကိုယ့်ရဲ့ရီးစားတက်အောင်လို့ပဲကွာ နတ်တလင်းနဲ့မတူဘူးလား ဟာနတ်တလင်းကောင်နဲ့အညစ်ပတ်တယ်ဟိုကောင်နဲ့တဲဟိုကောင်နဲ့ဆိုင်ကကြီးကလုံးဝ ဆိုင်ကနဲ့ညားလာ အကျွတ်စင်ကောင်ညားနေ ဟုတ်လားဆိုင်ကတမျိုး ဆိုင်ရကိုချစ်တာဆိုင်ရကိုချစ်လို့ဆိုင်ရကိုတတ်တတ်ခက်ခက်အဲ့လိုကောင်မျိုးတွေပေးရတယ်ကြာတက်နေကွာအဲ့ဒါကိုပြောတာ ကြီးလေတပြီးတော့ ကြီးတယ်တ အဲ့မဲ့ဆိုင်က ကြီးလဲတာနော်24 hour လဲတာနော် ဟုတ်လား ဟာသူများလေးလို့ခဏလေးလဲပြန်သွားတော့ကောင်မို့အဲ့ကောင်နဲ့24 hour ကျွန်တော်ပြောပြလိုက်တော့မယ်နော်အဲ့ဒါဆို ပြောစမ်း အဲ့ဆိုင်ကကိုတပြီးတော့ဒီ24 hour ကင်းလှဲတာပေါ့နော်24နာရီဒီကင်းလှဲတဲ့ဟိုချင်းညားတွေကတကောင်ပေါ့နော်ဒီ24နာရီရဲ့တခုတော့7နာရီမှာမိုင်းဆွဲလိုက်တာဂျိုင်းကနေဆိုင်ကလည်းကျွေလွန်းလူလည်းကျွေလဲပြီးတော့ဝေလဲနဲ့ကျွေလဲနဲ့ဖြစ်သွား မင်းကောင်တွေကလည်းကွာငါကောင်တွေကလည်းကွာမင်းတို့ကောင်တွေကလည်းကွာ ဟုတ်တယ် ငါတို့မင်းမိုင်းတအားပေါ်နေလားမင်းတို့ဆွဲတဲ့ မိုင်းကပေါ်တယ်လို့တော့မဟုတ်ဘူးကွယ်ဒီစစ်တပ်နဲ့ရဲအတွက်ကိုတီးတန့်ခွဲဖို့အတွက် မင်းမိုင်းရိုင်းဝိုက်ကွာမင်းတို့မိုင်းလောက်တာငါတို့တက်မလို့အတွက်မင်းလောက်ထား ဟုတ် ဆို လေကျွန်တော်တို့ကပြစ်เสียအကိုလိုပဲရှိတယ်ဘယ်သူတော့ပြစ်ရ ဟာ ဟာ မင်းကောင်လည်းအဲ့ဒါမင်းမြောင်းဝိုက် မများဘူးလေကိုတို့ပြစ်ဖို့တော့တီးတန့်လောက်တာ မင်းတို့ကောင် တ လည်း ခါကျရင်အကိုတို့ကလေအပြစ်ခံပါကျွန်တော်တို့ကအကိုတို့အတွက်တီးတန့်ဗျာတီးတန့်ယူလာတာဗျာအဲ့ဒါယူတချို့ကပြေးတယ်ဗျာ ပြေးပါဘောက တီးခံလိုက်ပါလား ဖြစ်တော့ဒီလိုကိစ္စ ဟုတ် မျိုးတွေ ကိုစေတနာနဲ့ဗျာမေတ္တာတရားကြီးလာ ဒီ ပြေး လို တယ် ကိစ္စမျိုးတွေဖြစ်လာပြီဆိုရင်ကျွန်တော်တို့အနည်းဆုံးတော့ဒီလူခွင့်ရေးကော်မရှင်ကိုတိုင်ကြမှာ ဘလို့လူခွင့်ရဘလို့သွားတယ်ဘလို့တိုင်း မင်းတို့လူခွင့်ရေးထိုးပါတော့လေ ဟာ မိုင်းရင်ဆွဲတယ်လေ အပြူကလာပြေးနေ ဟုတ်တယ်လေ ဟုတ်တယ် ဟုတ်လို့တော့ကဲ ဒါပေမဲ့တခုတော့ရှိရနော်ကိုတို့မကြခင်မချိမဆန့်ကိစ္စတွေတော့ဖြစ်တော့ အဲ့ဒီအကြောင်းငါတို့ကလူခွင့်ရေးကော်မရှင်ကိုတိုင်ပါတော့မချိမဆက်ဖြစ်မှာမင်းတို့ ဟာကိုတို့ဖြစ် မင်း သွား တို့လာပြီးတော့ငါတို့ကိုမကြခင်မချိမဆက်ဖြစ်မယ်ကဲမဟုတ်အဲ့ဒါပြောကျွန်တော်ပြောတာချိချောက်တယ် ချင်းချောက်တော့မို့ချင်း အ ချော မ က် ဖြစ်မှာသူတို့သူတို့အကိုလိုက်အကွက်တွေရွှေ့လိုက်တာမင်းတို့ မ နား နေ့ က အခုကမရှိနဲ့မနေ့ကမချမ်းမရှိတွေပဲဖြစ်သွားတာ ဟုတ်မချမ်းမကြည့်လေ နော်မရှိမချိမဆန့်ရုံနဲ့မဟုတ်မချမ်းမရှိတွေပဲဖြစ်သွားတာ ဘယ်လို ဟိုထိုင်းနိုင်ငံသားရေးဝန်ကြီးကထွက်ကြေညာလိုက်ပြီစစ်တပ်ရဲ့ရွေးကောက်ပွဲအတူရောက်နော်ဒါကြီးကိုလုံးဝလက်မခံဘူးပယ်ချတယ်နောက်ပြီးတော့နိုင်ငံတော်အတိုင်းအမြံနဲ့သမ္မတကြီးဦးဝင်းမြင့်ကိုပြန်လှုပ်ပေးပါတောင်းဆိုလိုက်ပြီ ကြီးရဲ ကြီးတယ်ပါလို့လား ဟိုကောင်တွေကမင်းတို့ကောင်တွေကွာမင်းတို့ဘာတောင်းဆိုနေရလဲ အမအမှန်ကန်တောင်းဆိုလား တောင်းဆိုနေရလဲမမြော်ဘူးရေ ဟာတော့ကပြင်ချင်းအတန်ဟောတိမ့်တယ်တိမ့်တယ် ဘာတွေတောင်းဆိုနေတာလဲကောလိပ်ကျင်နေဝင်လို့ပါဘယ်လိုသိနေတာ ဟောအေးနော်ကောလိပ်မဟုတ်ကောလိပ်တိမ့်တယ်လို့လား ကောလိပ်ငါနှစ်မျိုးဆက်နေလို့ နှမျိုးစဲနှစ်မျိုး အေးကောလိပ်တိကောလိပ်တိနေလို့မရဘူး ကောလိပ်တိမ့်တယ်ဒုက္ခ ကျွန်တော်ဘိုင်းတောင်းဆိုနေတာလေမင်းတို့မပြစ် ဟု နိုင် တ်တယ်လေအခု မဖြစ်နိုင်ဘူးတီရရဲ့နဲ့သူကိုကွယ် ကိုအဲ့ဒါပဲဇုံဝင်ထုတ်တချင်းကိုဟိုခဏခဏ ဟို မ မ ဟုတ် ကိုကလူချင်တယ် မဟုတ်ဇုံဝင်ထုတ်တချင်းကိုဖိုးချစ်ဆိုလိုက်တယ်လို့ပဲအဲ့လိုဖြစ်သွားတယ်နော် အေး နော်ဆေးမောင်ခါရညာပုတ်ကွယ်အာကာမြေမှာလည်းနှက်ခတ်ဆုံးနဲ့ကိုကဖိုးချစ်ဆိုသလိုဖြစ် အဲ့ဒါပဲတို့လုံးဝစားသွားပြီဟုတ်ထိုင်းဘက်ကလည်းဘာတွေတောင်းဆိုနေရလဲ အာလွတ်ပေးလိုက်လို့ကိုမတရားဖမ်းတာ ဟုတ်ဒီတဲ့ကျွန်တော်ဘာတွေလုပ်ပြရအောင်မလဲအခု905တွေလည်းပိတ်သိမ်းပြီးတယ်နော်အခု905နဲ့ဆွဲထားတယ်လူ2000ကျော်ကိုလည်းကျုပ်တို့ကလွတ်ပေးတာတယ်ပြီးတော့ဘာတွေ အာကိုပဲတောင်းမယ်နေတယ်လို့ ပြီးတော့တောင်းမယ်နေတာတောင်းမယ်နေဟေးဒီကိစ္စမှာမတောင်းမယ်မနဲ့ကွာမတောင်းမယ်နေလေ ရှားတယ်ဒါပေမဲ့ကိုတို့ပြောင်းဆန်သွားပြီ လောက်ကတော့ပြောင်းဆန်တာမင်းတို့ ဟာကိုတို့ပြောင်းဆန်သွားပြီ မင်းတို့ အာမနေ့က PDF ကဝင်ပြီးပြောင်းဆန်ပေးလိုက်တာချင်းညာ184ကောင်ဘောကပြောင်းသွားပြီဝေလဲနံကျွေလဲနံ ဝေလဲမိုး မွေးဘူးကိုတော့ဝေလဲနံကျွေလဲနံ ဒီရတော့တရားကျော်တွေပဲတော့ ရှားကြောရှက်တယ်တို့အဖေကိုဂုံပြူတာ ဟုတ်ပြီသူကစကိုင်းမှနေတာ 200ကျော်အေးလေ စကိုင်းမှနေတာလေ ယာပြည့်ဟုတ်ဒီဘိုးချုပ်ကြီးယာပြည့်ကိုလည်းဂုံပြူပေးတယ်အခုကယာကျော်တော့ပြတ်သွားတယ် ဟုတ် နောက်ဆိုထောင်ကျော်တို့သိန်းကျော်ဘိုးချုပ်တွေတော့မှတန်းကျော်တော့ရှိတယ် ရှိဘူးလေ ရှိဘူးနော် တန်းရွှေပဲရှိတာလေ ဟာသွားပြီနော်သွားပြီအဲ့ဒါတန်းပေါင်းများစွာရွှေပေါင်းများစွာကြီးသွားပြီ တော်များသွားပြီကွာတော်တော်များသွားပြီအဲ့ဒါတော့တော်တော်ခံစားရပါတယ်ကွာဒီရပိုင်းမှာတရားကျော်ဆိုတော့ငါတို့ ဟာဒုက္ခ ဟဲ့ ကိုအဲ့လူကံမတဲ့အတန်ပြောပါလေ ငါလည်းနေပါလုတ်ကြည့်အောင်နေများသွား ဒါပေမဲ့တခုတော့ရှိတယ် နေတော်တော်များသွားပြီ ကိုတော့100ကျော်တာပြီးလိုက်ရတယ်အခုမထင်မှတ်တဲ့စကားကြီးနော်မထင်မှတ်တဲ့စကားကြီး ဘယ်လိုမတင်မဲ့လား မအားလောက်ဒေါ်လာ25သန်းနဲ့ ငါကိုလိုက်ကို ဒေါ်လာ25သန်းနဲ့အတန်ထိပ်ဘာဖြစ်လဲ အခုလိုက်ရေဒေါ်လာ25သန်းဆိုတော့နေတော့မဟုတ်ဘူးလေဗျာ ဒေါ်လာ25သန်းနဲ့ ကိုလိုက်မျက်နာနဲ့ကိုလိုက်အရိုက်နဲ့ မဟုတ်လေကိုခဏ ဟိုခဏလေး 25သန်း အေး25သန်းနဲ့ကိုလိုက်မျက်နာနဲ့ကိုလိုက်အရက်နဲ့ကိုအဲ့လောက်တန်ဖိုးရှိမယ်လို့ကျွန်တော်မတင်တာဘူး ဟာဟုတ်လေ 25သန်း
呀，这个，俺过来，那咱俺咱不要，不就这样背吗？ ဟောဒုက္ခပဲစုချင်းမျက်နှာမဟုတ်ဘူးဖမ်းမိရင်ပေးဖို့ဝရမ်းထုတ်ထားတာ 那咱俺咱了， အေး 嗨。